ဒီမြင်ကွင်းကိုကိုယ်တိုင်မြင်လိုက်ရတဲ့ခမ်းမင်းကြီးဟာတွေးပြက်ပြီးမျက်နှာတစ်ခုလုံးဖြူဆုပ်သွားခဲ့ပါတယ်။ဒါပေမဲ့မဟာချန်တပ်မတော်ကတော့သူ့ကိုအသက်ရှူပိုင်ခွင့်တုံ့ပြန်ချိန်လုံးဝမပေးခဲ့ပါဘူး။တန်ချက်ကလွင်မြင်တိုက်ခိုက်ရေးရင်တန်မဏိသားရဲကြီးတွေဟာစက်တန်တဟုံးဟုံးနဲ့ရှေ့တန်းကနေရုံထွက်လာကြပါတော့တယ်။ဒီရင်စန်းကြီးတွေဟာမျက်ခင်းပြင်ကျဲပေါ်မှာမြေပြန့်ပေါ်မှာလိုပဲလင်းမြန်ပေါ်ပါစွာဖြတ်တန်းမောင်းနေနိုင်ကြတာပါဗျာ။ရင်မိုးထက်ကစက်တနက်ကြီးတွေစီကနေလဲရှေလျားလာတဲ့မီးရှန်တန်းကြီးတွေမှုတ်ထုတ်ပစ်ခတ်လိုက်တာကြောင့်ခမ်းမင်းကြီးရဲ့မြင့်တက်သားတွေဟာတစ်ပင်လဲတယ်လို့အတန်းလိုက်လဲပြူကြကုန်ပါတော့တယ်။သူတို့ဟာမဟာချန်တပ်ရဲ့အနားကိုပင်မကတ်နိုင်ကြပါဘူး။ရဲရင်လုံးနဲ့ရန်သူစစ်တီအချို့ကတော့ရင်တွေရဲ့ဘေးနားအထိအတင်းတိုးကပ်ပြီးရှိသမျှအင်အားနဲ့ဓာတ်နဲ့ခုတ်ပိုင်းခဲ့ကြပေမဲ့တန်တတူချင်းထိခတ်တန်ကလွဲလို့ချစ်ရတစ်ခုလေးတောင်မထင်ကြံခဲ့ပါဘူး။နိုင်ဝက်ခတ်မြတာရှိသေးတဲ့တိုက်ပွဲအတွင်းမှာတင်ရန်သူအီလစ်မြင့်တက်သားတွေရဲ့ထက်ဝက်ကျော်ဟာအလောင်းချင်းထပ်ပြီးတေးကြီးပျက်စီးကုန်ကြပါတယ်။ကြန့်ရှိနေတဲ့စစ်တီတွေလည်းလုံးဝစိတ်တက်ပြပြကအသက်လူပြီးအရက်မျက်နှာအနှံ့ကိုထွက်ပြေးလွတ်မြောက်သွားကြပါတော့တယ်။ခမ်းမင်းကြီးဟာကြောင်အန်းဆုံသွားပြီးဒူးရီတုံကမြင်းပေါ်ကနေဖုံးကနေလေးကျသွားခဲ့ပါတယ်ထို့စဉ်မှာပဲကျွန်တော်ရဲ့ဧကရစ်ကြောက်ရှံဟာမြင်းကိုအသားရနှင်ပြီးအနားကိုရောက်ရှိလာကသူ့ရဲ့တွေးလာတဲ့ဓာတ်တော်ထက်ကိုခမ်းမင်းကြီးရဲ့လက်ပင်ပေါ်တင်လိုက်ရင်ဒီအဖွဲ့ဟာငါတို့ရဲ့မဟာချန်ရဲ့ပြည်သူတွေကိုရရဆက်ဆက်နှိပ်စက်ခဲ့တဲ့ဒီနေ့ဟာမင်းတို့အချုပ်ချာအာဏာကျဆုံးတဲ့နေ့ပဲစကားဆုံးမှာပဲဧကရစ်ကြောက်ရှံဟာခမ်းမင်းကြီးရဲ့ဦးကောင်းကိုဓာတ်တစ်ချက်ထဲနဲ့ဖျက်တောက်ကွင်းမြစ်လိုက်ပါတော့တယ်ကွင်းပြင်တစ်ခုလုံးငြိမ့်သက်သွားတဲ့ထိုခိုက်တန်းမှာပဲစနစ်စစ်စတန်ရဲ့တတိပေးတန်ဟာနားထဲကိုတိုးဝင်လာခဲ့ပါတယ်အိမ်ရှင်သည်မဟာချန်အားအမုတ်ချေဖြတ်ခြင်းတွင်ကူညီခဲ့သည်ဂန္ဓလရာဇာခန်းနိုင်ငံအားအောင်နိုင်မှုကြောင့်ဖျားသခင်၏ကျေးဇူးတော်အမှတ်များရရှိပြီးလွင်ပြင်တယံဇာတတူးဖော်ခွင့်ကိုဖွင့်လှစ်လိုက်ပြီဖြစ်သည်ကျေပြောလာသောလွင်ပြင်ကြီးသည်အရေးသွေးမြင့်စစ်မြင့်အမြောက်များကိုထောက်ပံ့ပေးနိုင်သဖြင့်တာရှမ်းအနေဖြင့်ရေနွေးငွေသုံးတန်ချက်ကတပ်ဖွဲ့များနှင့်ပြည့်စုံစွာပူးပေါင်းလှုပ်ဆောင်နိုင်မည့်အင်အားကြီးမားသောမြင့်တပ်ဖွဲ့ကိုလျင်မြန်စွာတည်ဆောက်နိုင်မည်ဖြစ်သည်မြောက်ပိုင်းဒေသကိုတဆစီချေမုံပြီးငြိမ်းချမ်းစေခဲ့ပြီးတဲ့နောက်ကျူတော်လဲကျွမေရရဲ့လောဘမျက်လုံးတွေကိုတောင်ပိုင်းတိုက်ကြီးစီကိုအာယုံပြောင်းလိုက်ပါတယ်ဒီနေရာကတော့စိမ့်ဆုံမောင်မိုင်ပြီးတိတ်သေးလာတဲ့တောနက်ကြီးတွေနဲ့ဖုံးလွှမ်းနေတဲ့ထာဝရမျိုးနယ်စုရဲ့နယ်မြေပဲဖြစ်ပါတယ်ဒီအစုအဖွဲ့ဟာပုံမှန်စစ်တပ်အင်အားအမြောက်များကိုမမွေးမြူထားပေမဲ့တည်စေနိုင်တဲ့အစိတ်တွေကိုအသုံးပြုခြင်းနဲ့အစိတ်ရှိတဲ့အင်းဆက်တွေတားရဲတိရစ္ဆာန်တွေကိုစိတ်တိုင်းကြထိန်းချုပ်ရမှာတော့အထူးကျွမ်းကျင်တဲ့နတ်ဆိုးတွေလိုပါစစ်တီတိုင်းဟာအသက်ရှူရက်စေမဲ့အစိတ်ပစ္စည်းတွေကိုကိုစီဆောင်ထားကြပြီးမိသူများတတိမထားမိခင်မှာပဲလူအသက်တွေကိုဝိညာဉ်နှုတ်ယူနိုင်ကြပါတယ်တောနက်ကြီးရဲ့နေရာအနှံ့မှာလည်းရေတွက်မကုန်နိုင်တဲ့အစိတ်ထောင်ချောက်တွေကိုမမြင်နိုင်အောင်ဆင်ထားကြတာပါအကယ်၍ကျွန်ုပ်တို့သာဆိုအတင်းတိုးဝင်တိုက်ခိုက်မိရင်တောနက်ထဲမှာတင်တေတွင်းတူးသလိုအင်အားပြုံးတီးပြီးတေဆုံးသွားကြမှာတေးကြပါတယ်ဒါကြောင့်မို့လို့ကျွန်ုပ်ဟာဒရှန်တပ်ဖွဲ့ရဲ့လက်နက်ကရိယာတွေကိုနောက်တစ်ဆင့်ထပ်မံအဆင့်မြင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်စနစ်ထဲကနေအစိတ်တန်ခံဝစ်စုံအပြည့်ရန်သူတော်အုပ်ကိုပြာချမဲ့မိမုတ်ဆက်တွေနဲ့ဘဲအစိတ်မဆိုပြေစေမဲ့အစွမ်းထက်အစိတ်ဖြည့်စေးရည်တွေကိုအလဲအလဲလုပ်ပြီးရယူခဲ့ပါတယ်တာရှန်စစ်တီတော်အားလုံးဟာနတ်မင်းတွေလိုလက်နက်အပြည့်စုံနဲ့အဆင့်မြင့်တင်မှုရရှိသွားခဲ့ကြပါပြီ။တပ်မတော်ကြီးဟာတောင်ပိုင်းနယ်စပ်တောနက်ကြီးတွေကိုရဲရဲဝံ့ဝံ့ချီတက်ဝင်ရောက်သွားတဲ့နောက်မှာတော့ထင်ထားတဲ့အတိုင်းပဲ။ကောင်းကင်ရံတစ်ခုလုံးမှောင်တိကျသွားလောက်အောင်ရေတွက်မကုန်နိုင်တဲ့အစိတ်ရှိအင်းဆက်တွေဟာအုပ်စုလိုက်ကြီးတဝီဝီနဲ့တိုးထွက်လာကြပါတော့တယ်။ဒါပေမဲ့တာရှန်စစ်တီတော်တွေရဲ့ကာကွယ်ရေးဝတ်စုံတွေကတော့လေညင်းတောင်မဝင်နိုင်အောင်အပြည့်အဝပိတ်ဆို့ကာကွယ်ထားတာကြောင့်စစ်တီတော်အားလုံးဟာအကိုက်ခံရမှာကိုလုံးဝကြောက်ရွံ့ခြင်းမရှိကြဘဲရင်းတို့ရဲ့မိမုတ်ဆက်တွေကိုပြိုင်တူမြောက်လိုက်ကြပါတယ်ခဏအကြာမှာတင်အစိတ်ရှိအင်းဆက်တွေအားလုံးပြာတိဖြစ်သွားခဲ့ရပါတော့တယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ထာဝရမျိုးနယ်စုစစ်တီတွေဟာလက်ပြလွင်မတက်ထိတ်လန့်သွားကြပြီးဒီကဘာမှာဒီလောက်အစွမ်းထက်တဲ့မိမျိုးဘလို့လှုပ်ရှိနိုင်ရတာလဲငါတို့ရဲ့အစိတ်ရှိအင်းဆက်တွေကသူတို့ကိုလုံးဝမရှင်နိုင်ပါလားလို့ရေယုံမိကြပါတယ်အဝေးကနေတိုက်ပွဲကိုလှမ်းကြည့်နေတဲ့ဆရာတော်ကြီးဟာဒေါသတာကြီးနဲ့လက်ဝဲရန်ကအစိတ်ဝင်ကပါတွေကိုလှုံလို့လိုက်ချက်လို့အမိန့်ပေးလိုက်ပါတော့တယ်ချက်ချင်းဆိုသလိုပဲအစိတ်မုတ်တွေတဲဆောင်လာတဲ့ရေတွက်မကုန်နိုင်တဲ့အစိတ်လေးပြာတွေဟာပုတ်ဆက်မောင်မိုင်းနဲ့အမဲရောင်တိမ်တိုက်ကြီးတစ်ခုလိုပြန်တန်းလာကြပါတယ်သူတို့ဖြတ်တန်းသွားရလမ်းကကြောက်တုံးတွေတောင်ချိုင်းခွက်တွေဖြစ်အောင်တိုက်စားခံလိုက်ရတာပါသို့တော်လည်းဒါရှန်စစ်တီတွေရဲ့အစိတ်ကာကွယ်ရေးမျက်နှာဖုံးတွေကထိုအစိတ်မုတ်တွေကိုပြည့်စုံစွာပိတ်ဆို့ထားနိုင်ခဲ့ပါတယ်မိမုတ်ဆက်တွေနဲ့ထပ်မံဝေးရလိုက်တဲ့အခါမှာတော့အစိတ်လိပ်ပြအုပ်စုကြီးတွေဟာပြာကျသွားခဲ့ရပြီးတပ်မတော်ကြီးရဲ့အနားကိုပင်လုံးဝမချင်းကပ်နိုင်ခဲ့ကြပြီဒီအခြေအနေမှာဆရာတော်ကြီးကိုယ်တိုင်အီလစ်စစ်တီတော်တွေကိုရှေ့သို့ဦးဆောင်ခေါ်လာပြီးထူးဆန်းတဲ့ဂါထာမန္တန်တွေကိုရွတ်ဖတ်လိုက်ပါတော့တယ်ဒါပေမဲ့သူတို့ပေါ်လာတာနဲ့တပြိုင်နက်တင်းတို့ရဲ့တီနေရာကိုတောနက်ထောက်လန်းရေးရင်တွေကခြေရခံမိသွားပါတယ်ကြောက်ရှံဟာချက်ချင်းပဲပစ်ခတ်ဖို့အမိန့်ပေးလိုက်ရာပေါ်ပါတဲ့စိန်ပြောင်းတွေပြိုင်တူပစ်ခတ်လိုက်ပြီးဘုံသီးတွေဟာစစ်တီလူအုပ်ကြီးကြတဲ့တိကျစွာကြားရောက်ပောက်ကွဲသွားတာကြောင့်စစ်တီတော်တွေအကြအဆုံးများပြားခဲ့ပါတယ်သူတို့ဟာပိုပြီးပြင်းထန်တဲ့အစိတ်မန္တန်တွေကိုပုံဖော်ဖို့အခွင့်အရေးတောင်မရလိုက်ကြဘူးပါဗျာတာရှန်တက်မတော်ဟာတည်ငြိမ်စွာနဲ့ရှေ့ကိုဆက်လက်ချီတက်ခဲ့ပြီးတလန်းလုံးမှာရှိတဲ့အစိတ်ဝင်းကပါတွေအားလုံးချေမုန်းခြင်းခံခဲ့ရပါတယ်ထာဝရမျိုးနယ်စုစစ်တီတွေဟာနောက်ကိုသာဆက်တိုက်ဆုတ်ခွာနေခဲ့ရပြီးတာရှန်တက်မတော်ကိုမတားဆီးနိုင်ခဲ့ပေဆရာတော်ကြီးဟာအခြေအနေအားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းမြင်လိုက်ရတဲ့အခါသူဟာရုတ်တရက်မိမိရှာဖျားကိုကိုက်ဖြတ်လိုက်ပြီးလက်နက်ဖက်နဲ့တားမြစ်မှန်တဲ့တစ်ခုကိုအတက်နိုင်ဆုံးအမြန်ဆုံးပုံဖော်လိုက်ကရစ်ပလင်အောက်မှာမြုပ်နှံထားတဲ့အန်တီမအစိတ်ဝင်ကပါကြီးကိုငါဖောက်ခွဲပစ်မယ်မင်းတို့ရဲ့တာရှန်ဧကရစ်နဲ့အတူတူတေးပေးကြတာပေါ့ထိုအချိန်မှာပဲကျွန်တော်ကဂေဟစနစ်ကန်ထဲကိုကြောက်ခဲလေးတစ်လုံးကိုပေါ့ပေါ့ပပပစ်ချလိုက်ပြီးဆရာတော်ကြီးအပေါ်ကိုပြင်းထန်စွာဖိနှိပ်လိုက်ပါတယ်သူမန္တန်ရုတ်ခါစားရှိသေးတဲ့မန္တန်တက်ဆွမ်းဟာချက်ချင်းပြည့်သွားခဲ့ပါတယ်ဤမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါတာရှန်စစ်တီအားလုံးဟာမြေပြင်ပေါ်ကိုတူးထောက်ချလိုက်ကြပြီးဟောက်ထမ်းတဲ့မင်းကြီးကိုယ်တိုင်ငါတို့ကိုကဲတင်ဖို့အရေးယူဆောင်ရွက်လိုက်ပြီး
ဟောက်ထမ်းနတ်မင်းကြီးရဲ့တကူအာနာတော်ဟာအနိုင်မဲ့ပါပေတယ်ငါတို့ကိုကာကွယ်ပေးတဲ့အတွက်ဖျားသခင်ကိုကျေးဇူးတင်ရှိပါသည်တာရှန်အင်ပါယာဟာနယ်မြေနှစ်ခုကိုဆက်တိုက်သိမ်းပိုက်ပြီးနောက်ကျွန်းပေါင်း1000မဟာမိတ်နဲ့ကြောက်နက်အင်ပါယာတို့ဟာလက်ပြလွတ်မတက်ကြောက်လန့်ကုန်ကြပါတော့တယ်အရှိပိုင်းတိုက်ကြီးဟာကျွန်းပေါင်းရာချီနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးကျွန်းပေါင်း1000မဟာမိတ်မှာတစ်သားတင်မောအုပ်စုတွေပဲရှိတာကြောင့်တာရှန်ရဲ့အစွမ်းထက်ဆုံးအင်အားဖြစ်တဲ့ရေတက်ကြီးနဲ့ဗားမြအားဆိုင်စရာမလိုပဲအမြင့်ပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်ယခုခါမှာတော့အနောက်ပိုင်းတိုက်ကြီးပေါ်ရှိကြောက်နက်အင်ပါယာတစ်ခုတည်းသာကျန်ရှိပါတော့တယ်အဲ့ဒီနိုင်ငံကသူတို့ရဲ့မြို့တော်ကိုအလွန်မာကျော်တဲ့အော်စီဒီယန်ကျောက်တွေနဲ့တိစောက်ထားတာဖြစ်ပြီးမြို့ရိုးကြီးတွေဟာတိမ်တိုက်တွေထိမြင့်မာလာပါတယ်ရင်းတို့ရဲ့အုပ်ချုပ်သူဟာထိုမြို့ကြီးထဲမှာပုံအောင်ရင်အရက်တောက်ပျော်ပါနေစေပင်ဖြစ်သည်ကမ္ဘာအမှာဆုံးမြို့ရိုးကြီးရှိနေတဲ့၍တော့တာရှန်ရဲ့အမြောက်တွေကဘလောက်ပဲအစွမ်းထက်ပါစေဘယ်တော့မှဖောက်ထွင်းနိုင်မှာမဟုတ်ဘူးသူတို့ရဲ့နတ်ဖျားကိုယ်တိုင်ဆင်းလာရင်တော့ငါမျိုးကိုမဖြတ်နိုင်ပါဘူးငါသူတို့ကိုကဘာပြတ်တဲ့အထိကြံ့ကြံ့ခံပြမယ်လို့မောက်မာစွာကြွေးကြော်နေခဲ့ပါရတယ်ကျွန်တော်လည်းမြို့ထဲမှာမောက်မာရိုင်းဆိုင်တဲ့ထိုအုပ်ချုပ်သူကိုလှမ်းကြည့်လိုက်ပြီးနောက်ဆုံးတိုက်ပွဲအတွက်ကြောက်နဲ့အင်ပါယာဟာအကျွေးမဲ့အာဏာတော်နဲ့ရင်ဆိုင်ရပြီးလုံးဝစိတ်ပြတ်အားငယ်သွားစေဖို့တာရှန်ကိုအစွမ်းထက်ဆုံးမျိုးသိမ်းတိုက်ခိုက်မှုစွမ်းရည်ပေးသနာပါမယ်ကျွန်ုပ်ဟာစနစ်စတိုးကိုဖွင့်ပြီးအေယာမမျိုးသိမ်းအမြောက်ကြီးတွေနဲ့လျှက်စစ်တန်လိုက်ခုံနှုံကရိယာတွေနဲ့လဲလှယ်ဖို့ဖျားသခင်ဤကျေးဇူးတော်အမှတ်တတန်းတိတိကိုတုံးဆွဲလိုက်ပါတော့တယ်ဒါရှန်ဟာစောက်လုပ်ရေးကိုအလင်းမြန်လှုပ်ဆောင်ဖို့နိုင်ငံတော်ရဲ့တယံဇာတာအားလုံးကိုအသုံးပြုလိုက်ပါတယ်ထို့နောက်အေယာမမျိုးသိမ်းအမြောက်ကြီးအလုံးပေါင်းများစွာကိုကြောက်နှက်မျိုးချေရင်တို့တည်ယူပို့ဆောင်ခဲ့ကြပါတယ်ကြောက်ရှန်ဟာရှေ့တန်းစစ်မျက်နှာသို့ကိုယ်တိုင်လာရောက်ပြီးအုပ်ချုပ်သူကိုအခုပဲအညံ့ခံလိုက်ဆန်းမင်းရဲ့အသက်ကိုတော့ချမ်းသာပေးမယ်လို့ပြောလိုက်ပါတယ်အုပ်ချုပ်သူဟာမြို့ရိုးပေါ်မှာရရင်ယူသွစွာလှောင်ရည်ကငါမျိုးကဘသူမှမဖောက်နိုင်တဲ့မျိုးကတတိရှိရင်လာဖောက်ကြည့်လိုက်စမ်းလို့တုံ့ပြန်ခဲ့ပါတယ်ကြောက်ရှန်ကဘာမှဆက်မပြောတော့ပဲလက်ကိုသာဝေးရန်ကပြစ်ခတ်ချက်လို့အမိန်ပေးလိုက်လေရာအေယာမအမြောက်ကြီးအလုံးပေါင်းများစွာတပြိုင်နက်တည်းဟိဟောက်သွားပြီးကောင်းကင်နဲ့မြေကြီးတုန်လှီးသွားခဲ့ပါတော့တယ်ကြောက်နှက်မျိုးရိုးကြီးဟာချက်ချင်းဆိုသလိုကြီးမားလာတဲ့အကွဲကြောင်းကြီးဖြစ်သွားခဲ့ပြီးအမြောက်မြောက်များစွာကိုအကြိမ်ကြိမ်ပြိုင်တူပြစ်ခတ်ပြီးတဲ့နောက်မှာတော့ထူထဲပြီးမြင့်မားလာတဲ့မျိုးရိုးကြီးဟာအကွဲတံများနဲ့အတူပြိုလဲကျသွားခဲ့ပါတယ်အုပ်ချုပ်သူဟာထိုနေရာပင်မြေပြင်ပေါ်သို့လဲကျသွားခဲ့ပြီးဝင်ရောက်လာတဲ့တာရှန်စစ်တီတွေရဲ့အလွယ်တကူဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ်ကြောက်နက်အင်ပါယာကြီးပျက်စီးသွားခဲ့ပြီးဖြစ်ပြီးအခြားသောနိုင်ငံငယ်လေးတွေကလည်းတနိုင်ငံပြီးတနိုင်ငံအညံ့ခံစားလွှာတွေကိုပြပို့လာကြပါတော့တယ်ထိုအချိန်မှစ၍တာကျန်းမြို့အနီးပတ်ဝန်းကျင်တွင်ရန်သူအင်အားစုများကင်းစင်သွားပြီးတာကျန်းပြည်သူများကလည်းကျွန်ုပ်၏ရုပ်တုရှိတွင်ကြီးမျိုးစွာတူးထောက်ခဲ့ကြပါတော့တယ်ဟောက်ထမ်းတဲ့ဖျားဖြစ်သောကျွန်ုပ်၏ခန္ဓာကိုယ်ထဲသို့ယုံကြည်ကိုးကွယ်မှုစွမ်းအားများရမှတ်များအစင်မပြတ်စည်းဝင်နေသည်စနစ်၏အကြောင်းကြားစာများလည်းတစ်ခုပြီးတစ်ခုဆက်တိုက်တိုးတက်လာခဲ့တာပေါ့ဗျာအင်ရှင်သည်တာကျန်ပတ်ဝန်းကျင်နယ်မြေအလုံးကိုတိမ့်ပိုက်စေပြီးကဘာငယ်တစ်ခုလုံးကိုစီးလုံးညီညွတ်အောင်ကူညီပေးနိုင်ခဲ့သည်တဲ့ဗျာဆုလက်အဖြစ်နတ်ဖျားအမှတ်2တန်းကိုရရှိပါသည်တဲ့လေတာကျန်၏ယဉ်ကျေးမှုအဆင့်မြင့်တင်လိုက်ပြီးကဘာအချင်းချင်းကူတန်းနိုင်သောနည်းပညာကိုလည်းရရှိခဲ့သည်တဲ့ဗျာတပြိုင်နက်တည်းမှာပဲဂေဟစနစ်ကအအောက်ခြေမှရုတ်တရက်အကွဲထွက်ပေါ်လာခဲ့တယ်ဘုံကနေပွင့်ထွက်သွားပြီးပုံမကျပြန့်တဲ့ကုန်းမြေအသစ်တစ်ခုပေါ်ထွက်လာတာကိုတွေ့လိုက်ရတယ်ကျွန်ုပ်ရှိတွင်ပေါ်လာသည်မှာတာမန်လန်တစ်ခုမဟုတ်ပဲအရှိန်ဝါများဖုံးလွှမ်းနေသည့်တောင်ထိပ်များဖြစ်နေသည်ခန္ဓာထေဝါသောကြောက်စိမ့်နှံတော်ကြီးဟာတောင်တန်းတွေကြားမှာလွင့်မျောနေပြီးအမီမတိသားရဲမျိုးစုံနှင့်ငှက်မျိုးစုံအတွင်းထဲတွင်လှုပ်ရှားနေကြတယ်အမီမတိအရာတွေစီးနှင်းပြီးပြန်တန်းနေကြသောလူပူလေးများကိုလည်းကျွန်တော်မြင်လိုက်ရသည်တာကျန်ပြည်သူများဤမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါချက်ချင်းပင်ရုပ်ရုပ်တဲတဲဖြစ်သွားခဲ့ကြတယ်ဧကရေကြောက်ရွံ့ကိုယ်တိုင်လည်းမယုံကြည်နိုင်ပဲကောင်းကင်ကိုမော့ကြည့်ရင်းရေရွတ်လိုက်သည်ဒါကရှုရန်ကျူးလားဒါကြံရဲ့ဒဏ္ဍာရီထဲမှာပဲတည်ရှိနေတဲ့မတည်နိုင်သောနတ်ဖုံနဲ့နတ်မဟုတ်လားဝမ်စုကလည်းထောက်ခံခဲ့တယ်ဒဏ္ဍာရီများအရထာဝရအသက်ရှင်သောနတ်မင်းများထိုနေရာတွင်နေထိုင်ကြပြီးလေးနှစ်မိုးကိုထိန်းချုပ်နိုင်ကြသည်ထိုနေရာသည်မြစ်တိလူသားများတစ်သက်လုံးမရောက်နိုင်သောတန်ရှင်းသောနေမြေဖြစ်သည်သူစကားပြောပြီးသည်နှင့်တပြိုင်နက်တာကျန်ရဲ့သားအလုံးသည်ဒူးထောက်ကမတည်နိုင်သောနတ်ဖုံစီသို့ဥချခံတော်ကြလေသည်စစ်တီတော်အလုံး၏မျက်နှာတွင်လည်းရိုသေလေးစားသောအရေးရောင်များမြင်ရသည်သူတို့အားလုံးသည်ရှုရန်ကြိုးအကြောင်းဒဏ္ဍာရီများကိုနားထောင်ရင်းကြီးပြင်းလာခဲ့ကြပေမဲ့ဒဏ္ဍာရီလာမတည်နိုင်သောနတ်ပုံသည်တစ်ခေါက်မှမမြင်ဘူးကြပေယခုလိုမျက်ဝါးထင်ထင်မြင်တွေ့ရမည်ဟုလည်းစဉ်းပင်မစဉ်းစားခဲ့ဘူးကြပေထိုအချိန်မှာကောင်းကင်ပေါ်၌လူတစ်ယောက်ပေါ်လာပြီးဦးဆောင်လာသောတာဝဖုံးကြီးသည်တာကျန်ပြည်သူများကိုအထင်သေးသလိုကြည့်လိုက်ပြီးနှာခေါင်းရှုံကပြောလိုက်သည်ဒီလောက်တင်းငယ်တဲ့လူသားနိုင်ငံလေးကဒီလိုအမိုက်လိုလက်နက်တွေနဲ့ရိုးရိုးကြီးဟန်ပြရဲတဲ့ပေါ့လေမင်းတို့ကိုးကွယ်နေတဲ့ဟောက်ချမ်းနတ်ဖျားဆိုတာကလည်းအရေးထဲမှာပုံနေတဲ့အတုံးမကျတဲ့ကောင်ကများရှုရန်ကြိုးရဲ့ကြင်ကြံသူတွေနဲ့နှိုင်းရှင်ရဲတဲ့ပေါ့သူတပည့်ဖြစ်သူကလည်းနှက်သားကိုဆွဲထုတ်လိုက်ရင်ထက်လောင်းပြောဆိုသည်မင်းတို့လိုလူသားတွေဟာဝိညာဉ်စွမ်းအင်ကိုတော့မခံစားနိုင်ကြဘူးနတ်ဖျားတွေနဲ့နတ်မင်းတွေရဲ့ရှေ့မှောက်မှာပေါ်လာဖို့နေနေတာရှုရန်ကြိုးနတ်ပုံနဲ့ကဘာတစ်ခုထဲမှာအတူတူရှင်တွဲနေထိုင်ဖို့လုံးဝမထိုက်တန်ဘူးငါတို့တာကြံကိုချိန်မုံပြစ်မယ်မင်းတို့တွေရှုရန်ကြိုးနတ်ပုံရဲ့အနားမှာရှိနေဖို့စူးစမ်းကြည့်လို့ရတာပေါ့လို့မာနကြီးစွာပြောဆိုပါတော့တယ်သူတို့စကားပြောပြီးဒီနေ့တပြိုင်နက်တာကြံပြည်သူအားလုံးဒီထိတ်လန့်တုန်လှုပ်စွာဖြင့်ကောင်းကင်ကိုမောကြည့်လိုက်ကြတဲ့အခါမှာတော့ရှုရန်ကြိုးရဲ့နောက်လိုက်များကတော့အမှန်တကယ်ပဲတာကြံတနိုင်ငံလုံးကိုဖျက်ဆီးဖို့တွေးဆူနေကြပြီပေါ့ဗျာ